နဲ့ရိုက်မယ်ရောင်မနဲ့ရိုက်မယ်ဒါဇွန်ကဇွန်နဲ့ရိုက်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အိမ်မှာစားမယ်တောက်မယ်ချက်မယ်ပြုတ်မယ်ပေါ့နော်ပြောရရင်တော့ဗျာဘလော့တွေကမတင်ပြုတ်ဘူးဘယ်မှမသွားဖြစ်လို့စားရည်လက်ကီးလေးရည်လုံးလုံးကတော့ဒီမှာရေချိုးပေးထားတာဆိုတော့လုံးလုံးကဖြားနေတယ်မလို့ချမ်းလို့ပါကျွန်တော် channel ဗီဒီယိုလေးတွေမတင်ပြထားကြပါပြီနှစ်ပတ်ကျော်လောက်ဖြစ်သွားပါပြီကျွန်တော်တို့ဘယ်မှလည်းမသွားပြဘူးဆိုတော့ဗျာဒီက3လပိုင်းလောက်မှသွားပြနေသွားပြမယ်ဟာမမလို့ပါတဲ့မင်းလည်းတောင်းချက်တွေမယ်မိုးလေးကလည်းငါချက်နေရတာချစ်တာကိုမိုးလေးကလည်းငါချက်နေရတာလို့ပါတဲ့ဟာလို့တော့နေချိန်နေပါတယ်စားတာအဲ့ဒါပြီးရလားရောင်မနဲ့ရိုက်မယ်ရောင်မနဲ့ရိုက်မယ်ဒါဇွန်ကဇွန်နဲ့ရိုက်မယ် spicy ရောစားမှာနော် Don't let go cut. Hey, yo, bro. ဒီလာတက်တော့အဲ့ကြက်ဦးလေးကိုဖောက်အိုးရဲကိုထက်ကြက်သွားရင်စား Hey, yo, bro. ကျုံဘူးဆိုတာ ဒီလိုဆိုလေလားကွာထွင်တာတွတ်တယ်မသူကကြတယ် တော်သေးရဘူး ဘာနေကြတိကိုစားဆိုနေကြတိလေးကိုကြိုက်ဆိုတာ Hey, yo, bro ကအဲ့လိုဒီမှာကြက်ဦးလေးကိုဖောက်အိုးရဲကိုထက်ကြက်သွားရင်စား Hey, yo, bro. အကျွေးပြန်မေးဦး နားကြီးအောင်လို့ပြောနားကြီးချက်ပြီးနေမကြည့်တော့နားမှာငါပြောပဲစားတော့ စားပါငါမလေးနာကြည့် ကျော်ရမြကိုဆိုရင်တော့ကျော်ပါရမယ် spicy စားမှာ ဆိုရ လား င်တော့မြန်မာနိုင်ငံကနေပြီးတော့ကိုရီးယားခင်တွေကိုကျော်ပါရခင်ဗျာ spicy စားမှာလား စပိုက်ကြီးလည်းစားပါရခင်ဗျာစားလို့ရရင်ကုန်စားပါရဗျ အဲ့တော့မလုပ်ပြရမှာစမ်း အမမလုပ်ပါနဲ့ခင်ဗျာ ပြကြလား ဒီကြပါခင်ဗျာ စီရလား လက်ဖောက်တုံမယ်လေလက်ဖက်တုံမယ်လေဂေါ်ဘီရှိတယ်ဂေါ်ဘီနဲ့ပြီးရင်ငွေကြီးလေးညှက်ထည့်မယ်ပြီးရင်ပဲကြမ်းထည့်မယ်ပြီးရင်ရှူရှဲထည့်မယ်နော်အဲ့သူရနေစားတယ်ကောင်းမှငါကုန်စားရအောင် စားတယ်လေအပီခရမ်းကျင်ပြီးရှိတယ်ခရမ်းကျင်ပြီးထည့်မယ်ဟုတ်ပြီအဲ့လောက်ဆိုတော်တော်အဆင်ပြေနေခရမ်းကျင်အစိမ်းရှိတယ်ပေါ့အောင်အစိမ်းရှိအဲ့တော့ okay ရပြီအဲ့ဒါစားမယ်လောက်လိုက်တော့ okay နော်အဲ့တော့ okay bye bye see you